မင်္ဂလာပါဖိဝင်ပါညီလေးလားညီမလေးလားမေးထားတာကိုဖြေပေးမယ်ပေါ့နော်သူက MOU က2နှစ်က9လပိုင်းမှာကုန်ပါပေါ့နော်ကုန်ပါဒါပေမဲ့ဂျားထဲမှာကြောက်အောင်တည်ထားတယ်ဒီကြောက်အောင်တည်ထားတဲ့တမားတွေကဘယ်လိုပဲဖြစ်ဖြစ်2နှစ်ကုန်ရင်တတန်းတိုးလို့မရအောင်တိုးခဲ့ရင်လည်းသူစနစ်ထဲမှာကမပေါ်တာရှိတယ်ပေါ်ထားရင်လည်းအရင်ကကြောက်အောင်တည်ထားတဲ့အကြောင်းအရာတွေရှိတယ်တခါတည်းတန်းပြီးတော့တိုးလို့မရဘူးပေါ့နော်ဘယ်လိုပဲနေကြန့်ဆယ်ပြီးမှတိုးရမယ်အဲကြတော့9လပိုင်းကုန်ပါဆိုတော့အခုပဲ9လပိုင်းရှိနေပြီเนาะအကြံပေးချင်တာကတော့ဗီဇာ2နှစ်ကိုအရင်တိုးထားပါဗီဇာ2နှစ်တိုးကတော့1800ရှိမယ်ပြီးကြမှာဗီဇာတိုးထားပြီဆိုမှဝက်ပတ်မေကကြောက်တည်ထားတာဖြစ်တဲ့အတွက်မကုန်ခင်နှစ်ပတ်အတွင်းမှာလာပြီးတော့ဝက်ပတ်မင်းတက်တန်း2နှစ်လာပြီးတော့ကြန့်ဆယ်ပြီးတော့တိုးလို့ရပါတယ်ခင်ဗျာစိန်နှုံးတွေပါတွေကကြတော့ TikTok မှာအများကြီးပြောလို့မရတဲ့အတွက်မို့လို့အသေးသေးတိကျကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ Pwin Passport Service မှာလာပြီးတော့မေးလို့ရပါတယ်တကယ်လို့ page ကိုရှာမတွေ့ဘူးဆိုရင်ရှက်ခံပြီးတော့ Pwin လို့ရိုက်ရှာလိုက်ပါကျွန်တော်ရဲ့ Facebook page တက်လာပါလိမ့်မယ်ခင်ဗျာကဲအဲ့ဒါဆိုရင်တော့ညီမဘာလုပ်ရမလဲဆိုတာသိပြီထင်တယ်เนาะတကယ်လို့ကိုကတက်တန်းတိုးခြင်းနဲ့ကြန့်ဆယ်ပြီးတော့ဈေးတွေပါတွေမလောက်မှမနိုင်မှကြောက်ရင်အရင်ဆုံးလာမေးထားလိုက်လာမေးထားပြီးမှတကယ်လို့ကိုနိုင်တယ်လုံနိုင်တယ်ဆိုရင်ကတော့2နှစ်ဆက်တိုးပေါ့เนาะဗီဇာ2နှစ်ရမယ်ဝက်ပတ်မင်း2နှစ်ရပါမယ်ခင်ဗျာနောက်ထပ်အလုံး2နှစ်လုပ်ဖို့အတွက်အခွင့်အရေးအပြည့်ရှိသွားမယ်ပေါ့เนาะပြီးတော့ကျွန်တော်နဲ့တိုးပြီးရင်လည်းတခါတည်းကတ်လည်းလိုက်ရိုက်ပေးတယ်ပြီးတော့အလုပ်ပြောင်းလို့ရတဲ့အကြောင်းကိုလည်းပြန်ထုတ်ပေးပါတယ်เนาะဒီတိုင်းပဲရိုက်ပြီးတော့ပြစ်မထားတာပါဘူးခင်ဗျာအားလုံးပဲစီပီကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ